တခါတုန်းကရွာလေးတစ်ရွာမှာမောင်ကောင်းဆိုတဲ့လယ်သမားတစ်ယောက်နေထိုင်ပါတယ်။သူကမနက်တိုင်းအစောကြီးထပြီးသူ့နွားလေးနဲ့လယ်ထဲကိုဆင်းလေးရှိပါတယ်။တနေ့ကုန်လယ်ထဲမှာအလုပ်လုပ်ပြီးညမိုးချုပ်မှအိမ်ပြန်လေးရှိပါတယ်။မကြခင်သူ့ဘဝပြောင်းလဲသွားမယ်ဆိုတာတော့သူမသိရှာပါဘူး။နောက်တစ်ဖက်မှာကဘယင်ကြီးတစ်ခုခုစဉ်းစားနေတဲ့ငါပြည်သူပြည်သားတွေပျော်ရွှင်ရဲ့လားတစ်ခုခုများလိုအပ်နေလားမသိဘူး။ငါကိုယ်တိုင်သွားကြည့်မှရမယ်ဘယင်ကြီးကမှုမှတ်တွေနဲ့တိုင်ပင်ပြီးတိုင်းပြည်ဘက်ဖို့ဆုံးဖြတ်လိုက်တယ်။ဟိုဆိုပြီးတာမန်လူတွေလိုအဝတ်စားဝတ်ဆင်လိုက်တယ်။ဘယင်ကြီးလဲတိုင်းပြည်ပတ်ရင်မောင်ကောင်းရဲ့လယ်ကိုရောက်လာပါတယ်။လယ်ထဲမှာတော့မောင်ကောင်းအလုပ်လုပ်နေတယ်။ဘယင်ကြီးလဲမောင်ကောင်းအနားကိုသွားတယ်။ဘယင်ကြီးကအကိုရေဒီလောက်နေပူကြီးအောက်မှာအလုပ်လုပ်နေတာမပင်ပန်းဘူးလား။အလုပ်မလုပ်ရင်မစားရဘူးလေဗျာဆင်းရဲလူဆိုတော့လက်မလွတ်နိုင်ဘူး။ပြောပြီးလယ်သမားကအလုပ်ဆက်လုပ်တယ်။ဘယင်ကြီးကတော့အံ့ဩသွားတယ်လေ။ဘယင်ကြီးလဲနန်းတော်ကိုပြန်ရောက်လာပါတယ်ဘယင်ကြီးဘေးရွာကမောင်ကောင်းဆိုတဲ့လယ်သမားကိုခေါ်လာခဲ့ဆိုပြီးစစ်သားတွေကိုအမိန့်ပေးလိုက်တယ်။စစ်သားတွေကမောင်ကောင်းကိုဘယင်ကြီးရှေ့ခေါ်လာခဲ့ပါတယ်။မောင်ကောင်းလဲဘယင်ကြီးကိုတွေ့တာနဲ့မတ်မိသွားတယ်။သူမနေ့ကစကားပြောခဲ့တဲ့လူကဘယင်ကြီးပဲမောင်ကောင်းကမင်းကြီးကျွန်တော်တခုခုမှားသွားရင်တောင်းပန်ပါတယ်။ကျွန်တော်ကိုသွားခွင့်ပြုပါမင်းကြီးလို့ပြောလိုက်တယ်။ဘယင်ကြီးလဲမကြောက်ပါနဲ့လယ်သမားကြီးငါမင်းကိုအပြစ်လုပ်လို့ခေါ်ခိုင်းတာမဟုတ်ဘူးလို့ပြောလိုက်တယ်။ငါမင်းကိုဆုချခြင်းလို့မင်းရဲ့ကြိုးစားမှုအကြောင်းပေးပြောပြီးရွှေငွေပြည့်နေတဲ့အိတ်တစ်လုံးပေးလိုက်တယ်။အဲ့နောက်ပိုင်းမောင်ကောင်းကဘယင်ကြီးပေးတဲ့ရွှေငွေကိုရွာကျိုးအတွက်အသုံးပြုခဲ့တယ်။မောင်ကောင်းကရွာမှာကျောင်းတွေဆေးရုံတွေစောက်ပေးခဲ့တယ်။ရွာကလူတွေလည်းမောင်ကောင်းကိုအယမ်းလေးစားလာကြတယ်။ဒီသတင်းကိုဘယင်ကြီးကြတော့အယမ်းဝမ်းသာသွားတယ်။လယ်သမားဟာဆင်းရဲပေမဲ့မလိမ်မညာဘူးကိုအားကိုယုံပြီးအလုပ်ကြိုးစားခဲ့တဲ့ရိုးသားသူကိုနောက်ဆုံးမှာလူတိုင်းလေးစားလာကြတယ်ရွှေငွေရတဲ့အခါကိုအိမ်ကြီးမဆောက်ပဲရွာသားတွေအကျိုးရှိအောင်သုံးခဲ့တယ်မေတ္တာနဲ့သုံးတဲ့အရာကပိုတန်ဖိုးရှိတယ်ဆိုပြီးဘယင်ကြီးကမှုမှတ်ကိုပြောတယ်